ပတ်ပြီဒီမှာကိုက်လန်မျိုးစေးချတာဝေးတော်ရမနေ့ကစက်သားနဲ့ဝေးတော်ရနဲ့အင်းချုပ်ချက်တာအကုန်ညက်ဖြတ်လိုက်ပြီဒီစင်းတော့နည်းယူအောင်ဒီစင်းလည်းပြည့်နေတူစားမှာပုံမှန်ကျွန်တော်ကဟိုအသားလဲစားတယ်ဒါပေမဲ့အသီးရွက်စားတာများတယ်အသီးရွက်တော့ကိုကြိုက်တယ်အဲ့တော့ကိုကြိုက်တဲ့အပင်လေးတွေကိုကိုအိမ်မှာပဲစိုက်ပြီးတော့စားပြီးတော့ကစောရွက်တော့နေတိုင်းစားတယ်သူစီနိုင်ရတော့ဖားတီးရမူလာပြရတယ်ချင်မဟင်းကျူလားချင်မဟင်းကျူ